နေနေလားမမနေနေလား ကိုကင်းလား မမလည်းဘူးဘလို့ပြောတာ ကိုကင်း ဘူးဘလို့ပြန်ပြောလိုက်တယ်ကောင်မချုံ ကျွန်တော်စီလိုက်နေရတယ်နော် တော့နော်စီရပွိုင်းပွိုင်း ကယ်ရီရှော်လေးမှာဘယ်ဘက်တစ်ခုမှာသူ့ကိုဖိတ်တော့ concept ပြန်တော့ကျော်ပြီးဝဲလို့တော့တော့တီတီအဲ့ဒီတိုင်းနေနေနေ ပြောပါပြီတဲ့ အဲ့ face ဆိုတဲ့ဆိုင်နိုင်ငံပေါင်း40ပမာဏကိုခေါ်ရတာလည်းကဖုန်းကခေါ်လာခေါ်ရ အဲ့ဒါဘယ်လိုခေါ်ယောက်ျားကပြပြလိုက်တော့အဲ့အိမ်ဖုန်းနဲ့ခွာမှာတယ်ဖုန်းနဲ့ခွာ အင်တာနက်ဆုံးတယ် အဲ့ဖုန်းနဲ့ခွာမှာဟဲ့ယူမကောင်းဘူး ဂျီတော့သဘောမျိုးပါဟုတ်လား အာကျွန်တော်ခေါ်ရပြီလို့ဒီတော့ဒီတော့ကြီးရဘူး ဘယ်ကြာဘယ်ကြာခွဲတာလား ဒီနေ့ခေါ် ရတယ် ဒါပေမဲ့သူကတလောက်ဟိုသူကဒီဗေဒတာပြည်နိုင်ငံခေါ်နိုင်ငံပြည်ခေါ်နိုင်ငံရဲ့ကြော်မယ်ဆိုရင်တလောက်600 အဲ့ဒါဘာကြောင့်လဲရှိတာသိရတယ်ဆို တလောက်600ဆိုလို့ရှိရင်သူကနိုင်ငံ40ပြည်ဟန်ဖုန်းရောဒီအင်တာနက်ဥဒါရောအင်တာနက် ခါခေါ်လွယ်လား ဆုံးချင်တယ် အဲ့ဒါမမီလည်းမပါဘူးအမမီလည်း600ထုတ်လို့လားမင်းရတယ်အဲ့ဒါလုံးတော့ရကြမှတ်လိုက်စမ်းမယ်ကျွန်တော် ဟောပြီးတယ်ပြီးထွက်လာပါ ဟဲ့ထွက်လာမ တော့ လို့ တော့တော့ရေးတယ်တော့တောင်းတော့နှစ်ခုရေးရတယ်ဒီဘယ်လိုကောင်းလဲဒီလကားဥဒါ600တဲ့တိုင်းပြည်ပြည်နိုင်ငံ40ခုရတယ်လို့အဲ့နိုင်ငံအဲ့40တယ်မှာမပါတဲ့နိုင်ငံလည်းရှိတယ်အဲ့မပါတဲ့နိုင်ငံခုံလို့လို့ရှိရင်ဒီဆက်ပြရ ဘယ်တော့ပေါ်လဲဟုတ်ပြပြ ခရီးက ခက်ခက် တော့အိုင်ကျွ မ တ် ရတော့မရနိုင်ဘူးဒီကြောင့်ပြော ဒါပေမဲ့အိုင်ကျွတ်နဲ့ယူရိုအိုင်ကျွတ်ကအခု ဘောရပါတော့ဟောပြ ပတ်စံမာဝါတင်ပြီးလို့ရှိရင်ပြန်တောင်းရဥစ္စာရှိတယ် အားလည်းဟော ကောဖုန်းထားတော့ရ သူပြောတယ်တမန် အဲ့ဒါပြကဖို့ပဲနဲ့အိုင်ကျုပ်ကောက်ပဲပြီးကိုပေး